လူပြောများနေတဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေကမ္ဘာငြိမ်းချမ်းရေးအတွက်မိုင်ထောင်ချီလမ်းဆောင်နေကြတာအမေရိကန်နိုင်ငံဖို့ဝေါ်မြို့ကနေမြို့တော်ဝါရှင်တန် DC အထိမိုင်2300ကျော်ကိုတချို့တန်ဃာတွေကဖဏတ်တော်မပါဘဲနဲ့ကြမ်းတမ်းလာတဲ့အမေရိကန်ရာသူဥထုရဲ့တန်ကိုကြက်ကြက်ခံပြီးတော့လမ်းဆောင်နေကြတာအခုလက်ရှိအမေရိကန်နိုင်ငံမှာအပူချိန်ကအနှုတ်ထိကိုရောက်နေတာရေတောင်ခဲနေတဲ့အခြေအနေပေါ့နော်အဲ့ဒီအခြေအနေမှာဖဏတ်တော်မပါဘဲနဲ့လမ်းဆောင်နေကြတာနိုင်ငံပေါင်းစုံကဘုန်းကြီးတွေပါတယ်နော်မြန်မာနိုင်ငံလည်းပါတယ်ထိုင်းနိုင်ငံလည်းပါတယ်ဗီယက်နမ်နိုင်ငံလည်းပါတယ်အိန္ဒိယနိုင်ငံကဘုန်းကြီးတွေလည်းပါတယ်ဗီဒီယိုဖိုင်ထဲမှာမြင်ရတဲ့အတိုင်းပဲအမေရိကန်ပြည်သူတွေတိန်းနဲ့ချီတန်းနဲ့ချီပါဝင်ခဲ့ကြတယ်အားပေးခဲ့ကြတယ်ဒါကမှငြိမ်းချမ်းရေးအစ်စ်မဲ့နိုင်ငံခေါင်းဆောင်တွေငြိမ်းချမ်းရေးလုပ်တယ်ဆိုတာအယောင်ပြတတ်ပဲဆိုတော့လေထောက်ပြခဲ့ကြတယ်ဗုဒ္ဓဘာသာဘုန်းကြီးတွေဒီလိုငြိမ်းချမ်းရေးအတွက်လမ်းဆောက်တာကမ္ဘာသတင်းဌာနကြီးတွေမှာရောအွန်လိုင်းမှာပါအရန်ကိုနာမည်ကြီးသွားတဲ့အတွက်တချို့ဆိုရင်အာဖရိကဘက်ကိုကြွပေးပါဒီနိုင်ငံကိုကြွပေးပါဒီမျိုးကိုကြွပေးပါဆိုပြီးတော့တောင်းဆိုလာကြတယ်တချို့လူမျိုးကြားတွေဘာသာမဲ့တွေဆိုရင်လိုင်းပေါ်ကတန်ဃာတော်တွေလမ်းဆောင်နေတဲ့ဗီဒီယိုဖိုင်ကိုမြင်ပြီးတော့မျက်ရည်တွေအလိုလိုကျလာတယ်ဝမ်းနည်းသလိုခံစားရတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့စိတ်ထဲမှာတက်မျိုးကြီးဖြစ်နေတယ်ဒါမှအေဂျင့်မှုအစ်စ်မှန်ဆိုတော့ကွန်မန့်တွေအများစုပေးကြတယ်တချို့တွေဆိုလို့ရှိရင်အေဂျင့်မှုတွေရလို့ဗုဒ္ဓဘာသာဘယ်လိုကူးပြောင်းရမလဲဆိုပြီးတော့မေးကြတာတွေတောင်ရှိတယ်နော်တချို့ဆိုရင်လည်းအမေရိကန်ရာသီဥတုကအရန်ကိုအေးတယ်သူတို့တွေကိုအကာအကွယ်အဆောက်အအုံတွေပေးကြပါအစာရေးစားတွေပေးကြပါစသဖြင့်ပေါ့နော်တိုက်တွန်းကြတယ်စိတ်မကောင်းစွာနဲ့ပဲဒီစီဇန်မှာပါဝင်နေတဲ့တန်ဃာတော်တစ်ပါးဟာလမ်းဆောင်နေတော့မှနောက်ကနေကားဝင်တိုက်ပြီးလို့ခြေထောက်နှစ်ဖက်လုံးဆွဆုံးသွားတယ်အဲ့ဒီအကြောင်းလေးကိုတီးတန့်ထောက်တော့တင်ပေးမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ